ဖျားခင်ရဲ့သားသမီးတယောက်ဖြစ်လာတဲ့အခါမှာသင်ဟာတတ်မိုးရှိပြီးသားလူတယောက်ဖြစ်တယ်အထူးသဖြင့်ယေရှုခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်တင်လက်ခံလိုက်တဲ့နေ့ကစပြီးသင်ဟာအလွန်တန်မိုးရှိတဲ့သူတယောက်ဖြစ်လာတယ်ဒါပေမဲ့တစ်ခါတလေမှာကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာကျွန်တော်တို့တက်ပို့ပြီးတော့မှတန်ဖိုးရှိတဲ့သူ valuable ပို့ဖြစ်တဲ့ပုံကိုယ်တွေရှိတယ်လို့ခံစားရတယ်ဘေးပေါ်မှာမူတည်ပြီးတော့လဲဆိုရင်သူတို့ရဲ့အသက်တာထဲမှာတန်ရှင်းသောဝိညာဉ်တော်ထဲကနေလာတဲ့ငြိမ်သက်ခြင်းကိုကြည်ရှင်အားဖြင့်ဖြစ်တယ်ဒါဆိုရင်မိတ်ဆွေဒီနေ့မှာတင့်ကိုတင်ပြန်ပြီးမေးရမယ်မေးခွန်းကငါရဲ့အတွင်းထဲမှာငါငြိမ်သက်ခြင်းရှိတော်သူဖြစ်ရလားငါရဲ့အပြစ်မှန်တံမှာရောငါဟာငြိမ်သက်ခြင်းရှိနေတဲ့ပုံကိုတယောက်လားဒါမှမဟုတ်ဘဲနဲ့ငါဟာဖိအားတွေအောက်မှာပဲရှင်သန်နေရတဲ့လူတယောက်လားအားလုံးမင်္ဂလာပါကျွန်တော်နာမည်ကျွန်တော်တန်ရေးပါ New Revelation Transforming Life ဒီမှာကျမ်းစာလေးတစ်ခုကျွန်တော်ဖတ်ချင်တယ်တုတ်တန်ကျမ်းအခန်းကြီး7အခန်းငယ်20မှာမိမိစကားကိုထိန်းချုပ်တော်သူသည်အသိပညာရှိ၏စိတ်အေးစိတ်တည်ငြိမ်တော်သူသည်ထိုးထွင်းခြင်းဉာဏ်ရှိတော်သူဖြစ်၏ကျွန်တော်ဖတ်သွားတဲ့ကျမ်းစာကစံမီကျမ်းစာတွေကနေဖြစ်ပါတယ်အဲ့တော့ဒီမှာတမန်ကျမ်းစာကဘာပြောလဲဆိုလို့ရှိရင်ပညာရှိတဲ့သူကတဲ့မိမိရဲ့နှုတ်ကိုထိန်းချုပ်တယ်လို့ပြောတယ်အေးစိတ်တည်ငြိမ်တော်သူကထိုးထွင်းခြင်းဉာဏ်ရှိတော်သူဖြစ်တယ်လို့ပြောထားတာဖြစ်ပါတယ်ကျွန်တော်တမန်ကျမ်းစာနောက်တစ်ချက်ကိုထပ်ဖတ်ချင်တယ်အဲ့ဒါကဘာမှလဲဆိုရင်ရှင်ပေရုဩဝါဒစာပထမဆုံးအခန်းကြီး3အခန်းငယ်4မှာဖြစ်တယ်နူးညံ့တိမ်မွေး၍တည်ငြိမ်သည့်စိတ်သဘောတည်းဟုသောယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့်စိတ်နှလုံးနှင့်ဆိုင်သောအတွင်းဝိညာဉ်လူ၏တစားဆင်ခြင်းဖြစ်စေကြလော့ဤဒီကဖျားသခင်ရှေ့တော်၌အလွန်အဖိုးထိုက်သောအရာဖြစ်စံမီကျမ်းစာတွေကနေကျွန်တော်ဖတ်သွားတာဖြစ်တယ်အဲ့တော့တမန်ကျမ်းစာကဘာပြောလဲဆိုရင်နူးညံ့တိမ်မွေ့သောသဘောနဲ့တဲ့တည်ငြိမ်ခြင်းကဖျားသခင်ရှေ့မှာတိတ်ကိုတန်ဖိုးကြီးတဲ့အရာဖြစ်တယ်လို့တမန်ကျမ်းစာကျွန်တော်တို့ဖော်ပြထားတာဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်တို့တစ်ခါဖယားသခင်ရဲ့အတန်ကိုကျွန်တော်တို့မကြားနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အထည်ထဲမှာတည်ငြိမ်ခြင်းမရှိလို့ဖြစ်ပါတယ်။တချို့တွေကအိမ်မက်ဆိုးတွေမှတ်တဲ့အခါမှာဖုန်းခေါ်လာတာတို့ဒါမှမဟုတ်ရင်လည်းသူတို့ online မှာသူတို့ရဲ့ post တင်တာတို့ဒို့မဟုတ်သူတို့ဟာတင်တို့ကို chat တင်လာလုပ်တယ်စာတွေပို့လာတဲ့အခါမှာသူတို့ပြောတဲ့စကားသူတို့စာပို့ခြင်းသူတို့ရဲ့ post တင်ခြင်းကိုကြည့်လိုက်တာနဲ့ကျွန်တော်တို့သိတယ်ဒီလူဟာအထဲထဲမှာငြိမ်သက်ခြင်းမရှိဘူးဖြစ်တယ်ငြိမ်သက်ခြင်းသာရှိလို့ရှိရင်သူအဲ့လောက်ထိပြာရခတ်နေမှာမဟုတ်ဘူးသူအဲ့ဒီလောက်ထိကြရက်ထနေမှာမဟုတ်ဘူးဖြစ်တယ်သူ့ထဲမှာငြိမ်သက်ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့သူဟာဖယားသခင်ရဲ့အတန်ကိုရှင်းလင်းစွာသူမကြားနိုင်ဘူးဖြစ်တယ်ဖယားသခင်ရဲ့အတန်ကိုသူမကြားခြင်းကြောင့်သူကဘာမဖြစ်ဘူးလဲဆိုလို့ရှိရင်သူ့ရဲ့အတ္တတာထဲမှာသူတွေးကြုံရမယ့်အရာသူအိမ်မက်ထဲကအရာသူဘဝမှာရင်ဆိုင်နေရတဲ့အရာနဲ့ပတ်သက်ပြီးသူဟာကြောက်ရွံ့တဲ့စိတ်အပြည့်ရှိနေတာဖြစ်တယ်ဒါကြောင့်မလို့တမန်ကျမ်းစာမှာယေရှုကဘာပြောလဲဆိုလို့ရှိရင်ငါတို့တို့သည်ငါအတန်ကိုကြား၍ငါနောက်သို့လိုက်ကြ၏လို့ယေရှုကပြောထားတယ်သူ့ရဲ့တိုးဖြစ်တဲ့သူတွေဟာသူ့ရဲ့အတန်ကိုကြားနိုင်စွမ်းရှိတယ်သူတို့ဟာအခြားသောသူရဲ့အတန်ကိုနားမထောင်ဘူးအခြားသောဒဇိန်းတွေရဲ့အတန်အပြင်ပကအတန်တွေကိုနားမထောင်ဘသူရဲ့အတန်ကိုပဲနားဆွင့်လေရှိလဲဆိုလို့ရှိရင်တိုးထင်းရဲ့အတန်ကိုပဲနားဆွင့်လေရှိတာဖြစ်တယ်တနည်းအားဖြင့်သူတို့ရဲ့ဝိညာဉ်ဟာတည်ငြိမ်ခြင်းရှိနေတာဖြစ်တယ်သူတို့ရဲ့အထဲထဲမှာငြိမ်သက်ခြင်းနဲ့သူတို့ပြည့်နေတယ်သူတို့ဟာတည်ငြိမ်ခြင်းနဲ့ပြည့်နေတယ်တနည်းအားဖြင့်သူတို့ရဲ့ဝိညာဉ်ဟာ calm ဖြစ်နေတယ်တည်ငြိမ်ခြင်းနဲ့ပြည့်နှံ့နေတာဖြစ်တယ်ဒါကြောင့်ယေရှုကသူတို့ရဲ့နှလုံးသားကိုစကားပြောတဲ့အခါမှာသူတို့ဟာကြားနိုင်စွမ်းရှိတာဖြစ်ပါတယ်သူတို့ရှိရမယ့်နေရာကိုသူတို့သိတယ်သူတို့သွားရမယ့်နေရာကိုသူတို့သွားတယ်သူတို့လှုပ်ရမယ့်အရာကိုသူတို့ဟာရှင်းရှင်းလင်းလင်းသူတို့သိတာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေသင်ဟာဝိညာဉ်တော်ထဲကလာတဲ့ငြိမ်သက်ခြင်းရှိတော်သူတန်ရှင်းသောဝိညာဉ်တော်ထဲ၌သင်ဟာငြိမ်သက်နေတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်သင်ပြောတဲ့စကားသင်ပြုမှုတဲ့အရာတွေအားလုံးဟာအင်မတန်မှာအနေရရှိလာလိမ့်မယ်တမန်ကျမ်းစာတစ်ချက်ကဒီလိုပြောပါတယ်ဟေရှာယခန်းကြီး7အခန်းငယ်4ရဲ့နောက်ဆုံးပိုင်းလေးမှာဘာပြောလဲဆိုရင်မြေကြီးကိုနှုတ်ကပတ်တော်လှန်တန်နဲ့ဒဏ်ခတ်၍စိုးသောသူကိုနှုတ်ခမ်းထွက်တဲ့နဲ့ကွက်မြက်လေဝေါဒီတမန်ကျမ်းစာဟာတိတ်ကိုအနေရများတာဖြစ်တယ်ဘသူတွေအတွက်လဲဆိုလို့ရှိရင်မိတ်ဆွေ
တင်ဟာဝိညာဉ်တော်ထဲကငြိမ်သက်ခြင်းရှိတယ်ဝိညာဉ်တော်နဲ့ပြည့်ဝလာတဲ့အခါမှာတင်ရထိုက်တဲ့အခွင့်အရေးဖြစ်တယ်တင်ရဲ့အသက်ရှူခြင်းကပဲဒီမှာဘာပြောလို့ဆိုနှက်ခမ်းထွက်တဲ့တနည်းအားဖြင့်တင်ရဲ့နှက်ခမ်းကနေလို့တင်လှုပ်လိုက်တဲ့တင်ရဲ့နှက်ခမ်းထွက်တဲ့လေးကပင်လေစိုးတဲ့သူတွေကိုကွက်မြက်လိုက်မယ်တနည်းအားဖြင့်တင်းရဲ့ရန်သူကိုတင်းဟာဂလက်စားခြေစရာမလိုတင်းရဲ့အသက်ရှူလိုက်ခြင်းအဖြစ်ပင်စိုးတဲ့သူတွေဟာပျက်စီးရလိမ့်မယ် witchcraft တွေဟာပျက်စီးရလိမ့်မယ်မောင်မိုက်ရဲ့တကိုးတွေဟာပြတ်ရလိမ့်မယ်ဘာကြောင့်လဲဆိုလို့ရှိရင်နူးညံ့တိမ်မွေ့သောသဘောနဲ့တည်ငြိမ်သောစိတ်ကြောင့်ဖြစ်တယ်တနည်းအားဖြင့် meek and quiet spirit ဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေအတန်ကျဲတဲ့သူအင်မတန်လှုပ်ရှားတဲ့သူထက်တည်ငြိမ်တဲ့သူနူးညံ့တဲ့သူဟာတာ၍ကြောက်ဖို့ကောင်းတာဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေဒီနေ့မှာဝိညာဉ်တော်ကိုသင်ဟာဗဟုပြုတဲ့သူဖြစ်ပါလူတွေနဲ့ရန်လိုတဲ့စိတ်ကိုရှောင်တော်သူဖြစ်ပါအဲ့လိုရန်လိုတဲ့စိတ်ရှိတော်သူကမတည်ငြိမ်တော်သူတွေဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေဒီနေ့မှာသင်ဟာမတည်ငြိမ်တဲ့သူအဖြစ်မခံပါနဲ့လူတွေကိုရန်လိုတဲ့သူမလုပ်ပါနဲ့လူတွေကိုခါတီးခြင်းလူတွေကိုခွင့်မလွတ်ခြင်းအဲ့ဒီအရာတွေကိုတင်ဘဝအတ္တတာထဲမှာနေရာမပေးပါနဲ့ထိုအရာတွေဟာတင်နဲ့ဖရာသခင်ကိုဝေးစေတဲ့အရာတွေဖြစ်ပါတယ်လူတွေကိုစိတ်ဆိုးတာနဲ့ပဲဖရာသခင်ရဲ့အတန်ကိုလွတ်တဲ့သူမဖြစ်ပါစေနဲ့ဒီနေ့မှာတင်ရဲ့အခွင့်အရေးကိုတင်နားလဲပါတင်ရဲ့အခွင့်အာဏာကိုနားလဲပါတင်ဟာ powerful person တင်ဟာတိတ်ကိုတကိုးကြီးတဲ့သူတင်ဟာတိတ်ကိုတန်မိုးရှိတဲ့သူတရားအဖြစ်နဲ့တင်အသက်ရှင်ခြင်းတင်မှာရှိတဲ့ငြိမ်သက်ခြင်းတင်မှာရှိတဲ့နူးညံ့ခြင်းကိုအပြောင်းမခံပါနဲ့လို့ကျွန်တော်တင်ကိုပြောပြချင်တယ်အရောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်ထူပဲကောင်းချီးပေးပါစေ